ဒီနေ့ခင်းနေညံ့နောင်းနေခင်းကောင်းကောင်းစားတယ်အဲ့လိုလေးနဲ့ပဲကျောင်းလည်းပြောရွှင်ရွှင်နဲ့မင်းကတို့ဒီလေးကတော့ဘလောက်ပဲမြတ်တယ်မြတ်နေခင်းတော့မပူနဲ့ညသွားတယ်လည်းမကောင်းအဲ့သင်စားဖို့ဒီကားလုပ်ပြီအဲ့တော့အဲ့လေးတွေခင်းနေတာအားကြောင့်လဲဆိုကိုမသွားတွေမရှိတော့မိမချင်းချင်းငယ်ချင်းချင်းနာလေးနဲ့ခင်းချန်လူအင်းညောင်ချက်ပြီးတော့အကြီးလေးတွေနဲ့ညှက်ပြီးတော့ဒီခါလေကြရင်ခွန်ပေးတဲ့အစဉ်အဲ့ဒါကြောင့်မိမနဲ့သွားအရန်ဟုတ်ပြီအခုနဲ့လာရင်လုံးပေးလို့ရမှာလို့ငါအဲ့လည်းနေပြီဟဲ့တော့ထိတ်လိုက်တယ်ငါသွားရင်ငါသူတွေလည်းလည်း